ဒီနေ့မှာတော့တကယ်ကိုထူးထူးခြားခြားနဲ့ပါဇက်ကနေတရွေးယူကြလောက်မဲ့တဘာဝတောတောင်တွေကအမိုက်စားငါးကင်ကြီးတစ်မျိုးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မြစ်ထဲကနေလက်လက်ဆက်ဆက်ဖမ်းမိထားတဲ့ငါးအကြီးခွန်တွေကိုစင်ကြယ်အောင်အရင်ခွာပြရပါမယ်အကြီးခွန်ခွာပြီးရင်တော့ငါးရဲ့ကလေးစားတွေကိုဖယ်ထုတ်ပြီးရေကြီးကြီးလေးထဲမှာတန့်စင်အောင်အရင်ဆေးကြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အသားတဲ့အထိအရသာတွေစိတ်ဝင်သွားအောင်ဓာတ်ထက်လေးနဲ့အစင်းကြောင်းတွေမှုန်းပေးဖို့လိုအပ်ပါတယ်ဗျာအစင်သစ်ဖြစ်ပြီးဆိုရင်တော့ငါးဖုံးမဲ့တတုဆက်ကူပေါ်ကိုတင်ပြီးအနက်မူးမွေးလေးဖြစ်သွားအောင်ရှမ်းနန်နန်ဒိုင်းပင်းတွေကိုငါးပိုက်ထဲရောအပြင်မှာပါအပြည့်ထည့်ပေးလိုက်ပါတယ်ဒီဟင်းရဲ့အသက်ကတော့အခုဆန်းလိုက်တဲ့အထူးပြုလုပ်ထားတဲ့ပဲမပိ sauce ရေပဲဖြစ်ပါတယ်ပြီးရင်တော့အပေါ်ကနေခရမ်းကျင်သည့်အကွင်းလေးတွေစီပေးလိုက်ပါအညီနဲ့ပြောက်ပြီးချင်းချင်းဆက်ဆက်အရသာရအောင်တံမြာသီးကွင်းလေးတွေတင်မြုပ်ကောင်းမုံနဲ့အမွှေးကြံမုံတွေကိုအပေါ်ကနေအိတ်တုံဖာမောက်ဖြူပေးလိုက်ပါတယ်ဗျာကဲအားလုံးအစင်သင်းဖြစ်ရင်တော့တံမုံကြီးတွေကိုထည့်မီးဖို့ပေါ်တင်ပြီးပုံးပေါ်ကနေပါမီးသွဲခဲပူပူတွေကိုတင်ပြီးအပေါ်အောက်အပူချိန်ပြည့်နဲ့ဖုတ်ပေးရမှာပဲဖြစ်ပါတယ်ငါကြက်တာကိုစောင့်ဆိုင်နေစင်မှာတော့တောတောင်ရဲ့တဘာဝအလှပနဲ့ရေတခွန်အေးလေးကိုခန်းစားကြည့်ရှုလိုက်ပါဦးဗျာအချိန်ပြည့်လို့တံမုံကြီးကိုဖွင့်လိုက်တဲ့အခါမှာတော့ငွေတလူလူနဲ့တကယ်ကိုမွေးကြံနိုင်နေတဲ့ငါးကင်ကြီးကိုမြင်တွေ့ရမှာပါအပြင်ဘက်ကအရေခုံကကျွတ်ရော်ပြီးအတွင်းသားကတော့နူးညံ့စိတ်အိနေတဲ့တဘာဝငါးကင်ကြီးကတော့အစင်သင့်ဖြစ်သွားပါပြီကဲတွားရောက်မြည်စမ်းကြည့်လိုက်ရအောင်ဗျာ